တာလောကဧည့်သည်အချိန်နဲ့ပြန်ထွက်သွားရမယ်ခန္ဓာကျွင်လွတ်ခဲ့ရင်တည်ရဝိညာဉ်ပဲစီလေသာရဖြစ်တွေ့လာတဲ့ခုရှိနေတယ်အိုနာသိချင်တဲ့လူနေစတရားတွေကိုယ်တိုင်ပဲလူတွေဖျားမဟုတ်မိမဟုတ်